Nihilism ပေါ်ပေါက်လာဖို့လမ်းခင်းပေးခဲ့သူ Arthur Schopenhauer ပျော်ရွှင်မှုဆိုတာထောင်ချောက်တစ်ခုလားပျော်ရွှင်မှုကိုလိုက်ရှာလေပို့ပြီးတော့ဆင်းရဲဒုက္ခရောက်လေပဲလို့ဒသနပညာရှင်တယောက်ကယုံကြည်ခဲ့ပါတယ်သူကတော့ Arthur Schopenhauer ပါစိတ်ကူးကြည့်လိုက်ပါမနက်နိုးလာတိုင်းကျွန်တော်တို့ကိုပျော်ရွှင်စေမယ်လို့ယုံကြည်ရတဲ့အရာတစ်ခုခုနောက်ကိုလိုက်နေကြပါတယ်ငွေကြေးအောင်မြင်မှုအချစ်အတိမတ်ပြုခံရမှုဒါတွေအတွက်အလုပ်လုပ်တယ်ရုန်းကန်တယ်ဘဝရဲ့နှစ်ပေါင်းများစွာကိုအနစ်နာခံရင်းနှီးနေကြပါတယ်ပြီးတော့တနေ့မှာတင်လိုချင်တဲ့အရာကိုရသွားတယ်ဆိုပါစို့ဒါပေမဲ့ထူးဆန်းတဲ့အရာတစ်ခုဖြစ်လာပါတယ်အဲ့ဒီပျော်ရွှင်မှုကကြာရှည်မခံပါဘူးမကြခင်မှာပဲနောက်တစ်ခုခုကိုထပ်ပြီးလိုချင်လာပြန်ပါတယ်ပိုကြီးမားတဲ့ပန်းတိုင်းပိုကောင်းတဲ့ဘဝပိုပြီးကြီးကျယ်တဲ့အောင်မြင်မှုပြီးတော့အဲ့ဒီတန်တရားကပြန်ဆတာပါပဲဒသနပညာရှင်တယောက်ကဒီလိုအဆုံးမရှိတဲ့အပြေးလွှားလိုက်ရှာမှုတွေကိုကြည့်ပြီးစိတ်အနှောက်အယှက်ဖြစ်စရာကောက်ချက်တစ်ခုချခဲ့ပါတယ်ဘဝဆိုတာအများအားဖြင့်ဆင်းရဲဒုက္ခပါပဲတဲ့ပျော်ရွှင်မှုဆိုတာကတော့ဆင်းရဲဒုက္ခတွေခဏတာရပ်တန့်သွားတဲ့အချိန်လေးတစ်ခုသာဖြစ်ပါတယ်လို့သူကဆိုပါတယ်ဒီစကားကိုပြောခဲ့သူက Arthur Schopenhauer ပါ Schopenhauer ကို1988ခုနှစ်ဂျာမနီနိုင်ငံမှာမွေးဖွားခဲ့ပါတယ်တိုးတက်မှုစင်ကြင်တုံတရားနဲ့အကောင်းမြင်ဝါဒကိုယုံကြည်ကြတဲ့တခြားဒသနပညာရှင်တွေနဲ့မတူတာက Schopenhauer ကလူသဘာဝရဲ့ပိုပြီးမှောင်မိုက်တဲ့အချမ်းကိုမြင်ခဲ့တာပါကျွန်တော်တို့လုံးသမျှအရာတိုင်းကျွန်တော်တို့ချမှတ်ထားသမျှဆုံးဖြတ်ချက်တိုင်းရဲ့နောက်ွယ်မှာအစွမ်းထက်ပြီးမမြင်ရတဲ့အင်အားစုတစ်ခုရှိနေတယ်လို့သူယုံကြည်ခဲ့ပါတယ်။သူကဒါကို The Will အလိုဆန္ဒလို့ခေါ်ခဲ့တာပါ။တာမန်စိတ်ဓာတ်ခိုင်မာမှုမျိုးကိုပြောတာမဟုတ်ပါဘူး။သက်ရှိအားလုံးကိုလိုချင်တတ်မှတ်ဖို့ရုန်းကန်ဖို့တွန်းအားပေးနေတဲ့မြက်ကန်းတစ်စိလိုမရက်မနာနိုင်တဲ့အင်အားစုကိုပြောတာပါ။ဒီ Will ကပဲတရိษံတွေကိုအမဲလိုက်ခိုင်းတယ်။အပင်တွေကိုနေအောင်စီဥတီစေတယ်။ပြီးတော့လူသားတွေစီမှာအဆုံးမရှိတဲ့လုံရင်ဆန္ဒတွေအဖြစ်ပေါ်ပေါက်လာတယ်လို့ဆိုပါတယ်။ငွေကိုလိုချင်တဲ့ဆန္ဒအချစ်ကိုလိုချင်တဲ့ဆန္ဒအာဏာကိုတတ်မှတ်တဲ့ဆန္ဒအခုတော့ပို့ပြီးတော့တိုးတက်ချင်တဲ့ဆန္ဒဒါပေမဲ့ဒီ will ရဲ့ရက်ဆက်တဲ့လှည့်ကွက်ကဒါပါပဲဆန္ဒတစ်ခုပြေဝသွားတာနဲ့နောက်ထပ်ဆန္ဒတစ်ခုကချက်ချင်းပေါ်လာတာပါပဲလိုချင်တဲ့အလုပ်ကိုရတယ်ပြီးတော့အဲ့ဒီထက်ပိုကောင်းတဲ့အလုပ်ကိုလိုချင်ပြန်တယ်ပတ်စံရှာတယ်ပို့ပြီးတော့လိုချင်လာပြန်တယ်အောင်မြင်မှုကိုရတယ်ပြီးတော့အဲ့ဒါကိုဆုံးရှုံးရမှာကြောက်လာတယ်Schopenhauerရဲ့အဆိုအရဆိုရင်ကျွန်တော်တို့ဘဝတွေကအခြေအနေနှစ်ခုကြားမှာပိတ်မိနေတာပါဆင်းရဲဒုက္ခနဲ့ပြင်းရည်ညီငွေမှုတဲ့တခုခုကိုလိုချင်ပြီးမရသေးတဲ့အခါမှာကျွန်တော်တို့ကစိတ်ဒုက္ခရောက်ကြပါတယ်ဒါပေမဲ့အဲ့ဒါကိုရသွားတဲ့အခါမှာတော့ပြင်းရည်လာပြီးနောက်ထပ်အသစ်တစ်ခုကိုထပ်ပြီးလိုချင်လာပြန်ပါတယ်ဒါကြောင့်တန်တရားကဘယ်တော့မှမဆုံးသွားပါဘူးတတ်မှတ်မှုရုန်းကန်မှုခဏတာကျဉ်းနှံ့မှုဆန္ဒအသစ်ထပ်ခါဖြစ်ပြနေတာပါဒါကြောင့်မို့လို့ Schopenhauer ကအစစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာဖြစ်နိုင်ခြင်းမရှိသလောက်ပဲလို့ယုံကြည်ခဲ့တာပါကဘာကြီးကစိုးရုံနေလို့မဟုတ်ပါဘူးကျွန်တော်တို့ကိုယ်တိုင်ကိုယ်ပိုင်သဘာဝကပဲကျွန်တော်တို့ကိုပို့ပြီးလိုချင်တက်မှအောင်အမြဲတွန်းပို့နေလို့ဖြစ်ပါတယ်Schopenhauerကိုယ်တိုင်ကထူးဆန်းတဲ့ဘဝကိုဖျက်ဆီးခဲ့သူပါသူဟာအစိုးမြင့်တတ်သူတယော်တတ်သူနဲ့တခြားဒသနပညာရှင်တွေပေါ်အလွန်အမင်းဝေဖန်တတ်သူဖြစ်ပါတယ်သူဟာသူခေတ်သူအခါကနာမည်ကြီးတဲ့ဒသနပညာရှင်ဟေဂဲကိုလည်းအလွန်မုန်းတီးခဲ့ပါတယ်ဘယ်တော့မှမုန်းလဲဆိုရင်Schopenhauerကကျောင်းသားတွေဟေဂဲစီမသွားပဲသူ့စီလာတက်ကြမလားဆိုတဲ့မျှော်လင့်ချက်နဲ့သူ့ရဲ့တက္ကသိုလ်အတန်းချိန်တွေကိုဟေဂဲစာသင်ချိန်နဲ့ကွက်တိတိုက်ပြီးအချိန်စရင်းဆွဲခဲ့ပူပါတယ်ဒါပေမဲ့သူ့အတန်းကိုဘယ်သူမှလာမတက်ခဲ့ကြပါဘူးသူ့ရဲ့အချိန်တော်တော်များများမှာSchopenhauerကဘယ်သူမှမသိပဲလက်လူယူခံခဲ့ရပါတယ်ဒါပေမဲ့နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့လူတွေဟာသူ့ရဲ့စာပေတွေကိုပြန်ပြီးသတိထားမိလာကြပါတယ်ပြီးတော့သူ့ရဲ့အတွေးခေါ်တွေဟာတမိုင်းတစ်လျှောက်အရေးပါဆုံးတွေးခေါ်ပညာရှင်အချို့ပေါ်ဩဇာတက်ရောက်ခဲ့ပါတယ်အဲ့ဒီထဲကတယောက်ကတော့ Friedrich Nietzsche ပါ Nietzsche ဟာSchopenhauer ရဲ့ဆင်းရဲဒုက္ခအပေါ်ပုံပွင့်လင်းလင်းပြောဆိုမှုတွေကိုလက်ခံယုံကြည်ခဲ့ပါတယ်ဒီကနေမှတစ်ဆင့် Nihilism ဆိုတဲ့ဝါဒပေါ်ပေါက်လာခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ Nietzsche ကသူ့ရဲ့အစိုးမြင့်ဝါဒကိုတော့ဆန့်ကျင်ခဲ့တယ်ဆင်းရဲဒုက္ခကနေထွက်ပြေးမဲ့အစား Nietzsche ကအဲ့ဒီဒုက္ခကိုလက်ခံပြီးခွန်အားအဖြစ်ပြောင်းလဲပြစ်တင်တယ်လို့ယုံကြည်ခဲ့ပါတယ်ဒါပေမဲ့ဘဝရဲ့ဒုက္ခတွေအပေါ်အရှိကိုအရှိတိုင်းရိုးရိုးသားသားမြင်နိုင်စွမ်းကတော့ Schopenhauer စီကစတင်ခဲ့တာပါဒါဆိုရင်Schopenhauerကကျွန်တော်တို့ကိုဘာလုပ်စေချင်တာလဲဘဝဆိုတာအဆုံးမရှိတဲ့ဆန္ဒတွေနဲ့မောင်းနေနေတာဆိုရင်ပြီးတော့ဒီဆန္ဒတွေကဆင်းရဲဒုက္ခကိုပဲဖြစ်စေတယ်ဆိုရင်လွတ်မြောက်ရလမ်းရှိသေးရဲ့လားဒီ well အလိုဆန္ဒကနေခဏတာလွတ်မြောက်နိုင်မယ်နည်းလမ်းအနည်းငယ်ပဲရှိတယ်လို့Schopenhauerကယုံကြည်ခဲ့ပါတယ်တခုကတော့အနုပညာပါဂီတစာပေဒါမှမဟုတ်အလားအပါတစ်ခုခုထဲမှာကိုယ့်ကိုယ်ကိုပျော်ဝင်သွားတဲ့အခါဘဝရဲ့အဆုံးမရှိတဲ့တတ်မှတ်မှုတွေဟာခဏတာတိတ်ဆိတ်သွားတတ်တယ်လို့သူကဆိုပါတယ်နောက်တစ်ခုကတော့ဂရုဏာတရားပါတခြားသူတွေအားလုံးဟာဒီလိုတန်တရားထဲမှာပဲတူတူဒုက္ခရောက်နေတဲ့ကြားတယ်ဆိုတာသိမြင်လိုက်ခြင်းကကိုချင်းစာစိတ်ကိုဖြစ်ပေါ်စေပါတယ်နောက်ဆုံးအနေနဲ့ကတော့လိုချင်တတ်မှတ်မှုတွေကိုဆွန့်လွတ်ခြင်း
renunciation ကိုသူကယုံကြည်ခဲ့ပါတယ်အဆုံးမရှိတဲ့အလိုတွေနောက်လိုက်မနေတော့ပဲရီမန်းချက်တွေရဲ့ထိန်းချုပ်မှုကိုမခံတော့ပဲဘဝကိုလွှမ်းမိုးခွင့်မပေးတော့ပဲနေထိုင်ခြင်းမျိုးဖြစ်ပါတယ်ဒါပေမဲ့ဒါကစိတ်အနှောက်အယှက်ဖြစ်စရာမိကွန်းတစ်ခုကိုဖြစ်စေပါတယ်အလိုဆန္ဒကသာကျွန်တော်တို့လုံးသမျှအရာအလုံးကိုမောင်းနှင်နေတာဆိုရင်ရီမန်းချက်တွေအိမ်မက်တွေပန်းနိုင်တွေအားလုံးကဒီမြက်ကန်းတစ်စေလိုအလိုဆန္ဒရဲ့ဖော်ပြချက်တွေပဲလားတကယ်လို့ဒါတွေမရှိတော့ဘူးဆိုရင်ဘဝကဘလို့ဖြစ်သွားမလဲကျွန်တော်တို့တကယ်ပဲလွတ်မြောက်သွားမှာလားဒါမှမဟုတ်လူသားဖြစ်ရခြင်းအနှစ်သာရကိုပဲဆုံးရှုံးသွားမှာလားဒီမိကွန်းကဒီနေ့အထိတရားနာပညာရှင်တွေကို6လက်နေတော့မှာပဲဒါတွေအားလုံးကလူအများစုနားမထောင်ခြင်းတဲ့ဇာတ်ကားတစ်ခုကိုရဲရဲဝံ့ဝံ့ပြောခဲ့တဲ့ရှော့ပန်ဟာဝါစီကစတင်ခဲ့တာပါဘဝရဲ့အကြီးမားဆုံးတိုက်ပွဲဆိုတာပြင်ပကဘာနဲ့တိုက်ရတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ကိုယ်ပိုင်အဆုံးမရှိတဲ့အလိုရင်းဆန္ဒတွေကိုပြန်ပြီးတိုက်ထုတ်နေရတာပါပဲတဲ့